ဒီလူဟာသူပြစ်တဲ့ညာလက်နက်ကိုတစ်ခါပဲတရုတ်ပြခဲ့ပေမဲ့စက်ရုပ်ကတော့အဲ့ဒီအတက်ကိုချက်ချင်းပဲတက်မြောက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လူကစက်ရုပ်ကိုနန်းချက်အသုံးပြုပုံကိုသင်ပေးဖို့စူးစမ်းခဲ့ပါတယ်။ဒါကိုလည်းသူကအပြည့်အဝတက်မြောက်သွားခဲ့တာပေါ့။ချာပီယာကိုခိုင်းရဲ့ယဉ်ကျေးမှုနဲ့အသားကျစေဖို့အတွက်ဒီလူကသူတို့ရဲ့ထူးခြားတဲ့လမ်းလျှောက်ပုံကိုပါသင်ပေးခဲ့ပါသေးတယ်။ချာပီကတစ်ခါကြည့်ုံနဲ့တင်ပုံစံတူအတိုင်းလိုက်လုပ်နိုင်ခဲ့ပါတယ်။ဒီလူကချာပီကိုတက်တူးတွေထိုးပေးပြီးလေဘင်းမှာလည်းရွှေဆွဲကြိုးကြီးဆွဲပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲဒီဓာပြခိုင်းမှာထူးခြားတဲ့အဖွဲ့ဝင်တစ်တယောက်ရလာခဲ့တာပေါ့။နောက်နေ့မှာတော့ဒီလူကချာပီကိုတစုံတစ်ယောက်ကိုလူရက်ဖို့လှည့်စားခဲ့ပေမဲ့ချာပီကညှဉ်းဆန်ခဲ့ပါတယ်။သူ့ရဲ့ program ကဒါဟာတရားမဝင်တဲ့လုပ်ရက်ဆိုတာကိုသိနေလို့ပါ။ဒါကြောင့်ဒီလူကချာပီရဲ့ဘက်ထရီကကုန်တော့မှာဖြစ်ပြီးခန္ဓာကိုယ်အသေးရဖို့ပတ်စံခိုးရမယ်လို့လိန်ပြောလိုက်ပါတယ်။ဒါကိုကြားတော့ချာပီကဒေါသထွက်ပြီးတနက်ကိုလွှင့်ပစ်ကားထဲကနေဘုံကနေထွက်သွားပါတယ်။ပြီးတော့မာစီဒီကားတစ်စီးစီပြေးသွားပြီးအဲ့ဒီကားကိုအစိတ်စိတ်အမှားမှာဖြစ်အောင်ရိုက်ခွဲပစ်လိုက်ပါတယ်။ဒီလူကသူ့ကိုအမြန်တားပြီးကားထဲပြန်ဝင်ဖို့အော်ဟစ်ခဲ့ရပါတယ်။သူတို့ကချာပီကိုပြန်တင်ပေးရပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကဖျက်ဆီးဖို့မဟုတ်ပဲလူရက်ဖို့ပဲဖြစ်ပါတယ်။ချာပီကထက်စူးစမ်းကြည့်ဖို့သဘောတူလိုက်ပါတယ်။ကားပေါ်ကဆင်းလာပြီးတဲ့နောက်ချာပီကထောင်းတနေရာမှာဝင်နေပြီးအယုတ်တရုတ်ကိုပစ်ထုတ်လိုက်ပါတယ်။ကားတစ်စီးရက်သွားတဲ့အခါသူကကားမောင်းသမားကိုတနက်နဲ့ချိန်ပြီးကားပေါ်ကဆင်းခိုင်းလိုက်ပါတယ်။ပြီးတော့သူကိုယ်တိုင်ကားမောင်းပြီးဒီလူစီကိုပြန်လာခဲ့တာပါ။အဖွဲ့သားတွေအားလုံးအရန်ကိုပျော်သွားကြပါတယ်။စက်ရုပ်ကကားမောင်းနိုင်လိမ့်မယ်လို့သူတို့လုံးဝမထင်ထားခဲ့ကြပါဘူး။အချိန်တန်ပြီလို့ယူဆတဲ့အခါမှာတော့သူတို့အဖွဲ့ကချာပီကိုခေါ်ပြီးငွေတဲကားတစ်စီးကိုတွားရောက်ရကြပါတယ်။ချာပီကအရင်ဆုံးစတင်တိုက်ခိုက်ပြီးလုံခြုံရေးဝန်ထမ်းကိုကားထဲကနေဆွဲထုတ်ကာများနဲ့ပစ်လိုက်ပါတယ်။အဖွဲ့သားတွေကအဲ့ဒီဝန်ထမ်းကအိပ်ပျော်သွားတာလို့ချာပီကိုလိန်ပြောခဲ့ပါတယ်။ဒါကြောင့်သူကကားထဲဝင်ပြီးပတ်စံတွေကိုကျွမ်းကျင်စွာယူခဲ့ပေမဲ့ထွက်လာတဲ့အခါမှာတော့ပတ်စံအိတ်ကိုလွတ်ကျသွားပါတယ်။သူကဒဏ်ရာရနေတဲ့လုံခြုံရေးဝန်ထမ်းစီကိုဖြည်းဖြည်းချင်းလျှောက်သွားလိုက်ပါတယ်။ဒီလူကသူတို့ပြောသလိုအိပ်ပျော်နေတာမဟုတ်ပါဘူး။သူဟာလူသားတစ်ယောက်ကိုထိခိုက်အောင်လုပ်မိလိုက်ပြီဆိုတာချာပီသိသွားပါတယ်။အမှားလုပ်မိတဲ့ကလေးတစ်ယောက်လိုပဲချာပီတစ်ယောက်ထိတ်လန့်တကြားထွက်ပြေးသွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့သတင်းတွေထဲမှာချာပီရဲ့အကြောင်းကပြန့်နှံ့နေပြီဖြစ်ပါတယ်။သူ့ကိုဖန်တီးခဲ့သူကချာပီကိုဖမ်းဆီးဖို့အတွက်မျိုးဆက်သစ်တိုက်ခိုက်ရေးစက်ရုပ်တွေကိုစေလွှတ်ဖို့ပြင်ဆင်နေပါပြီ။ကားထဲမှာတော့အဖွဲ့သားတွေကပတ်စံတွေနဲ့ပျော်ပါနေကြပြီးပိုကြီးမားတဲ့အနေအရေတွေရောက်လာတော့မယ်ဆိုတာကိုသတိမထားမိကြပါဘူး။သူတို့ရဲ့စခန်းကိုပြန်ရောက်တဲ့အခါမှာတော့တိုက်ခိုက်ရေးစက်ရုပ်ကြီးကစောင့်ကြိုနေပါတယ်။သူတို့တွေအပြင်းထန်တိုက်ခိုက်ခံရပြီးသူ့ရဲ့အဖွဲ့သားတွေဒဏ်ရာရနေတာကိုမြင်တဲ့အခါမှာတော့ချာပီကအချိန်မီရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့သူလုပ်ခဲ့တာတွေကမှားသလားမှန်သလားဆိုတာသူကိုယ်တိုင်မသိသေးပါဘူး